ဟောင်ကောင်မီဒီယာလောကရဲ့ခိတ်တန်းလုပ်ငန်းရှင်ကြီးဂျင်မီလိုင်ဟာထောင်ဒဏ်နှစ်20ချမှတ်ခံရပါတယ်။အသက်ခု28နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူဟာလက်ရှိစီရင်ချက်ကြောင့်သူ့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးကိုအကျဉ်းထောင်ထဲမှာပဲဖြတ်တန်းသွားရဖို့ရှိနေတာပါ။အခုဆိုရင်ပိတ်သိမ်းသွားပြီဖြစ်တဲ့ Apple Daily သတင်းစာတီထောင်သူဂျင်မီလိုင်ကိုကီပအင်အားစုတွေနဲ့ပူးပေါင်းကြံစည်မှုစုပူအောင်ကြွစေမဲ့ရေးသားထုတ်ဝေမှုတွေမှာကြိုးကင်သူအဖြစ်တရားရုံးကသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒါဟာ2020ပြည့်နှစ်ကပြဋ္ဌာန်းခဲ့တဲ့မြို့သားလုံခြုံရေးဥပဒေအရအကြီးမားဆုံးအရေးယူမှုလည်းဖြစ်ပါတယ်။ဒီစီရင်ချက်အပေါ်အမေရိကန်နဲ့ဗြိတိန်နိုင်ငံတို့ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားသလိုနိုင်ငံတကာလူ့ခွင့်ရေးဖွဲ့စည်းတွေကလည်းဒါဟာဟောင်ကောင်ရဲ့သတင်းလွတ်လပ်ခွင့်ကိုအဆုံးတက်လိုက်တာပဲလို့ဝေဖန်နေကြပါတယ်။သတင်းအပြည့်အစုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။